အားလုံးမင်္ဂလာပါဒီနေ့အိမ်မှာကျုပ်ပွေလေးနည်းရှိသေးတယ်ဒါတကယ်ချင်းလက်ဆောင်ပေးထားတာသိလားဒါကျုပ်ပွေဒါမွန်ပြည်နယ်ကထွက်တဲ့ကျုပ်ပွေကဘယ်လိုမျိုးလဲဆိုတော့ပြပေးမယ်နော်သူကဒီလိုပုံစံမျိုးကြည့်စမ်းဒါမွန်ပြည်နယ်ကထွက်တဲ့ကျုပ်ပွေဒါကိုရေနဲ့စိုက်ထားပါမယ်နည်းနည်းလေးပဲစိုက်ထားတယ်เนาะဒါရေထိပြီးရင်တော့သူပြန်ပွားလာမယ်အများကြီးပွားလာမယ်ဒါကခရမ်းချင်ဒီနဲ့တောက်စားမယ်เนาะခဏရေစိုက်ထားလိုက်မယ်ခရမ်းချင်ဒီကိုပပလှီထားလိုက်ပါမယ်ခရမ်းချင်ဒီကိုပပလှီตัวนี้ก็เลยปะปะที่ทะเลปะแม่หมอเต่าๆมันဆိုတော့မယံပြားနဲ့တောက်မယ်နော်မယံပြားနဲ့လှီးထလိုက်ပါမယ်အချင်းကတော့မယံပြားနဲ့တောက်မယ်ဒါကတော့ကြောက်ပွေဆွမ်းကကျွန်တော်တို့ရေစင်ထားတာပေါ့နော်ဒါကကြောက်ပွေကအမိုက်တွေများတယ်ဒါစလဲတွေများတယ်ဒါသေချာဆေးရပါမယ်ဒီကောင်ကဒါကမွန်ပြည်နယ်ကနေထွက်တဲ့ကြောက်ပွေပေါ့နော်ဒါချစ်တော်နေထိုင်မယ်ဒါကမယံပြားညံပါထဲမယ်ဒါကကြောက်ပွေမွန်ပြည်နယ်ကြောက်ပွေအရာဒါမှောက်ထက်မယ်စက်သားမှောက်ပဲမှောက်လေးနည်းနည်းလောက်ထည့်မယ်ငရုတ်တီအကျက်မှောက်နည်းနည်းထည့်မယ်စီမထည့်တော့ဘူးနော်ဒီတိုင်းပဲနေတော့မယ်はいပေါ်မှာပစွန်ကြောက်လေးနည်းနည်းဖြူလိုက်ပါမယ်ကောင်းလိုက်ကဲသမင်းစားကြမယ်ယူဆောင်ငပိရည်နဲ့ရင်နေလိုက်ပါမယ်ငပိရည်ပြပြနဲ့ခရမ်းချင်တီတောက်နဲ့ဟိုခရမ်းချင်တီတောက်ခရမ်းချင်တီတောက်ကဲစားကြပါ大概请